မင်္ဂလာပါဒီနေ့မှာတော့ဆရာမလေးကတနင်္လာသားသမီးများအတွက်ဟောစတန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကတော့ဒီကာလမှာနည်းနည်းပေါ့နော်စိတ်ပင်ပန်းမှုတွေတော့နည်းနည်းများနေတယ်အရင်ကထပ်ပို့ပြီးတော့စိတ်ပင်ပန်းနေတာမျိုးတွေတွေ့ရတယ်အဓိကတော့ conflict တွေပေါ့နော်အများကြီးဖြစ်နေတယ်အဓိကလုပ်ငန်းထဲမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနော်နည်းနည်းဂယုစိုက်နေရတဲ့အနေအထားကိုတွေ့ရတယ်ကိုနားမလဲဘူးတချို့ကိစ္စတွေကလုံရင်းနဲ့မှားနေတဲ့ကိစ္စတွေဖြစ်နေတယ်ငွေအဓိကတော့ငွေကြေးတို့အကျွေးတို့နောက်တစ်ခါကျတော့အာမခံတဲ့ကိစ္စတို့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစကားများတာမျိုးညှိနှိုင်းရခက်နေတာမျိုးเนาะအစင်မပြေတာမျိုးပေါ့เนาะဒါမျိုးလေးတွေကိုဆရာမလေးတို့တွေ့ရတယ်နော်ဒါလေးတော့နည်းနည်းဂယုစိုက်ရမယ့်ကိစ္စလေးပေါ့လေနော်ဂယုစိုက်ပေးပါပြီးတော့စေယုံစေကန်နဲ့ပတ်သက်ပြီးတော့သွားနေရလာနေရတဲ့အလုပ်ကိစ္စတွေလည်းပေါ်နေတယ်နော်စေယုံစေကန်သွားနေရတယ်စေယုံစေကန်နဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်နည်းနည်းဖြစ်စရာလေးတွေလည်းတွေ့ရတယ်နော်ဒီကာလမှာပြီးတော့ဆရာမလေးကိုနည်းနည်းပေါ့နော်တီးခန့်ပြီးတော့ကြည့်ပြီးဆရာမလေးကအခုနောက်ပိုင်းကင်မရာရဲ့ဖုန်းရဲ့အလင်းကိုပေါ့နော်အဲ့လိုမျိုးကြာကြည့်လို့မရအောင်ဖြစ်နေကြာကြည့်ပြီးအဲ့မျက်လုံးလွှဲလိုက်မှရတယ်အဲ့လိုမျိုးဖြစ်နေနော်ကြည့်ရင်းနဲ့မျက်လုံးကအဲ့လိုပူလာပြီးတော့အဲ့လိုမျက်လုံးအောင်တယ်လို့အဲ့လိုတစ်ခုခုဖြစ်တယ်ပေါ့နော်စေကန်းပြလေတိတ်မထူးကြသလိုပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့ဟိုအဓိကတော့ဒီ24နာရီရှိတာမှာနိုင်ဘောင်းတော်တော်များများဒီဖုန်းနဲ့အလုပ်လုပ်ရတာတွေကများနေတာဆိုတော့လေနော်အဲ့ဒါကြောင့်ဟိုကဲဒီကင်မရာကိုကြည့်တဲ့အခါမှာနည်းနည်းလေးလိုအပ်ချက်ရှိနေနားလည်ပေးပါလို့ဆရာမလေးပြောချင်ပါတယ်အခုတော်မှာပို့ဆိုးလာတယ်ပေါ့နော်ပြီးတော့ဇာတာရှင်ဟာဒီပေါ့နော်စေယုံစကန်နေတွားနေရတဲ့အပြင်မိမိရဲ့မိသားစုထဲမှာစေယုံနဲ့ပတ်သက်တာစေကန်နဲ့ပတ်သက်တာเนาะနောက်တစ်ခုကကြတော့တချို့ကြတော့ဒီပေါ့နော်ဆရာဝန် engineer sorry ဆရာဝန် nurse တွေကိုအိမ်မိသားစုထဲမှာရှိနေတာဒါမှမဟုတ်ကိုအနီးနားမှာလည်းဒီလိုလူမျိုးတွေရှိနေတာဖြစ်နိုင်တယ်မိမိအနီးနားမှာစေယုံစေကန်နဲ့ပတ်သက်တာတွေရှိနေတယ်ဒါမှမဟုတ်နောက်တစ်ခုကကြတော့ဘုန်းကြီးကျောင်းဖခင်ကျောင်းဓမ္မယုံเนาะပြီးတဲ့အခါမှာchurch ကျောင်းအစရှိတဲ့ဖြစ်ပေါ့နော်ဘာသာရေးဆိုင်ရာအဆောက်အုံတွေပြီးတဲ့အခါမှာဒီပေါ့နော်ဟိုတခုခုဆိုလို့ရှိရင်နိဗ္ဗာန်ဆိုပြီးတော့ law speaker ကြီးတွေနဲ့ order ဟလာဟိုဆွန့်ချက်ပါတော့တို့เนาะနောက်တစ်ခါကျတော့ဒီဖះเจ้าတက်ဖို့အချိန်တို့เนาะခေါင်းလောင်းထိုးတယ်တို့ law speaker တို့အဲ့လိုမျိုးတွေနဲ့ရှိနေတာမှာနေတဲ့သူတွေဆိုလို့ရှိရင်ဆရာမလေးဟောတဲ့ယခုခေါ်စတန်းဒီမှာပို့ပြီးတော့မြန်ဆန်ပို့ပြီးတော့ကိုယ့်ရှိကိုအကျိုးထိရောက်မှုပို့ပြီးတော့များလာနိုင်တာမျိုးဆရာမလေးတွေ့ရပါတယ်ရှင်เนาะအဲ့တော့ဇာတာရှင်တို့ဟာအခုအချိန်မှာကိုလည်းပို့ပြီးတော့ကိုယ့်ရဲ့ကျေးဇူးတရားတွေကိုယ့်ရဲ့တည်တတ်မှုတွေကိုလည်းဂရုစိုက်တယ်လို့သူများတွေရဲ့ကျေးဇူးတရားတွေเนาะသူများတွေရဲ့စိတ်တွေကိုပို့ပြီးတော့နားလည်ပေးရမယ်ကိုလည်းနားလည်အောင်ကြည့်ရမယ်အဓိကကတော့တီးခန့်စိတ်မွေးတာစိတ်ရှည်ပေးတာပေါ့เนาะအဲ့ဒါလေးတွေကဘဝအတွက်ပို့ပြီးတော့လိုအပ်တယ်တချို့အရာတွေကဟိုတချို့သူများတွေကအောင်မြင်မှုတွေရမယ်အဆင်ပြေမှုတွေရဖို့မြန်တယ်ဒါပေမဲ့ကိုယ်တွေကြတော့နည်းနည်းလေးကြန့်ကြာတတ်တယ်အချိန်တစ်ခုယူရတယ်ပေါ့နော်အဲ့ဒါလေးကိုစိတ်ရှည်ပေးဖို့ပေါ့အဓိကကတော့နော်စိတ်ရှည်ပေးဖို့လိုတယ်ပြီးတော့သဘာဝတရားကိုသဘာဝတရားကိုကြိုက်တဲ့သူတွေဖြစ်လိမ့်မယ်အဲ့တော့ဒီဇာတာရှင်တွေထဲမှာanxiety ဖြစ်နေတယ်ပေါ့နော်စိုးရင်ပူပန်တက်တဲ့သူတွေများလိမ့်မယ်တခုခုကိုတွေးပြီးတော့အနာဂတ်ကိုတွေးတယ်တချို့ဘဝမှာအဆင်ပြေနေလဲအနာဂတ်ကိုတွေးပြီးပူတယ်အနာဂတ်ကအဆင်ပြေနေမယ်သိရင်လဲလက်ရှိပြစ္ဆုတ်မှာဘာတွေထပ်ဖြစ်အောင်မလဲတွေးပူတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့ career တွေเนาะအဲ့လိုပါပေါ့เนาะအဲ့တော့ career ဆိုတာတော့ကိုယ့်ရဲ့ဒီလုံနေတဲ့လမ်းကြောင်းအလုပ်အသက်မွေးဝမ်းကြောင်းဒါမှမဟုတ်လဲကိုယ့်ရဲ့လုပ်ငန်းလှုပ်ဆောင်မှုတွေပေါ့နော်အဲ့ဒီဟာတွေမှာအဲ့ဒီပေါ်တွေမှာကိုယ့်ရဲ့ life နဲ့ပတ်သက်တဲ့ life career ပေါ့နော်ကိုယ့်ရဲ့ဘဝတတာလုပ်နေတဲ့အလုပ်တွေမှာလည်းကိုကဘယ်လိုပြောရမလဲတဘာဝကြပဲပေါ့နော်သူများကိုဖားတာပြူတာဟလာသူများကိုမှီခိုတာမျိုးတွေကိုယ့်ဘာကိုစူးစမ်းရင်းနေပဲဇာတာရှင်တော်တော်များများဒီဗီဒီယိုလာကြည့်မဲ့သူတွေတော်တော်များများကိုအားကိုလန်းကိုဖောက်ကိုချရာကိုရက်တီခဲ့ရတဲ့သူတွေ